အဲ့ဒီအချိန်မှာပဲတထေးသမီးအစ်စ်ကကျမ်းပြင်ပေါ်ကျနေတဲ့သူမရဲ့ပကြီးကားကိုကောက်ဖို့ပြင်နေတော့မှတထေးသမီးအတုကလက်ထဲကရေကွက်ကိုတမင်တကာတိုက်ချလိုက်ပြီးပကြီးကားပေါ်ကိုရေတွေအကုန်မှောက်ကျသွားအောင်လုပ်လိုက်ပါတယ်။ဒါဒီမကသေးပဲသူမကတောင်းပန်မှုငင်းဆန်တဲ့အပြင်အဲ့ဒီမိန်းကလေးကပဲသူမကိုအရင်တွန်းခဲ့တာလို့ပြောလိုက်ပါသေးတယ်။မိန်းကလေးကဆီယာမကိုရှင်းပြဖို့ကြိုးစားပေမဲ့ဆီယာမကအဲ့ဒီအချိန်မှာမိန်းကလေးဆွဲနေတဲ့စပိန်ပကြီးကားကိုမြင်ထွားပြီးယွန်ရှာဆက်ဆုပ်တဲ့ပုံစံနဲ့အဲ့ဒီပကြီးကားကိုမိန်းကလေးရှိတယ်ပဲဖြစ်စီပြလိုက်ပါတယ်။ပြီးတော့သူမကိုထပ်ပြီးနှိပ်စက်ပြန်တယ်။တထေးသမီးအစ်စ်ကိုသူမရဲ့နောက်မှာမတ်တက်ရက်ခိုင်းထားလိုက်ပါတယ်။အတန်းပေါ်တွေအားလုံးစကိုအာယုံစိုက်ပြီးအလေးနဲ့တင်ယူနေကြတာကိုကြည့်ပြီးအဲ့ဒီမိန်းကလေးဟာဝမ်းနဲ့ပက်လက်ငိုကြွေးနေခဲ့ပါတယ်။မကြခင်မှာပဲတထေးသမီးအတူကသူမရဲ့ပကြီးကားတစ်ချက်ပြောင်းနေတာကိုသိသွားပေမဲ့အဲ့ဒီပကြီးကားကမိန်းကလေးရဲ့ခြေထောက်နားမှာပြုတ်ချနေတာကိုမြင်လိုက်ရတယ်။ဒါနဲ့တထေးသမီးအတူကဆီယာမရဲ့အချစ်တော်ထစ်တာကိုအခွင့်ကောင်းယူပြီးအဲ့ဒီမိန်းကလေးကိုကျမ်းမြင့်ပေါ်ကဘောပင်ကိုကောက်ပေးဖို့ခိုင်းလိုက်ပြန်ပါတယ်။မိန်းကလေးကဘာမှမစင်စားပဲဘောပင်ကိုကောက်ပြီးတထေးသမီးအတူကိုပြန်ပေးလိုက်ပါတယ်။ငါခုနကမင်းကိုတကယ်မတွန်းခဲ့ပါဘူး။အဲ့ဒါကမတော်ဆက်ဖြစ်သွားတာပါ။မင်းကသာငါ့ကိုတွန်းနေတာလေ။ဆီယာမကအဲ့ဒီမြင်ကွင်းကိုချက်ချင်းတတိထားမိသွားတယ်။ဆီယာမကမင်းကလေးရဲ့အမလိုပဲထင်ပြီးသူမကိုကျမ်းမြင့်ဒီပြောင်းအောင်တိုက်ဖို့အဖြစ်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဘွားဖြစ်သူကသူမရဲ့မြင်းမလေးကျောင်းမှာအနိုင်ကျင့်ခံရမှာကိုစိုးရင်ဒီဆီယာမစီကိုဖုံးဆက်လိုက်ပါတယ်။သူမကဆီယာမကိုသူမမြင်းမလေးကိုဘတော်မှအမတ်တရားမလုပ်စေချင်ဘူးလို့ပြောတယ်။ဆီယာမကလည်းသူမရဲ့မြင်းမလေးကိုဘတော်မှအနစ်နာမခံစေရဘူးလို့ပြန်ပြောပါတယ်။အဘွားကမြင်းမလေးရဲ့နာမည်ကိုပြောကနီးမှပဲ။အော်သူ့နာမည်ကရွက်ရွက်မဟုတ်လားလို့မေးလိုက်တော့ဟုတ်တယ်သူ့နာမည်ကရွက်ရွက်ပါလို့ဖြေလိုက်ကြတယ်။တထေးသမီးအစ်ရဲ့နာမည်ကလည်းရွက်ရွက်ဖြစ်နေပြီးအတန်အတွက်တူနေတာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာအဘွားကသူမမြင်းမလေးငိုနေတဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရတယ်။ဆီယာမရဲ့စကားကိုကြားပြီးအဘွားကသူမကိုဆီယာမကိုကောင်းကောင်းမွန်မွန်ပြန်ပေးဆက်ပါမယ်လို့ကတိပေးလိုက်ပါတယ်။ဆီယာမကဒါကိုကြားတော့အယမ်းစိတ်လှုပ်ရှားသွားတယ်။ဘာလို့လဲဆိုတော့ဒါကသူမအလိုဆုံးရလက်ခက်နေလို့ပါ။အဲ့ဒီအချိန်မှာကျောင်းအုပ်ကြီးကဆီယာမကိုအပြင်ခေါ်ထုတ်ပြီးအချမ်းသာဆုံးတထေးရဲ့သမီးကိုရှာတွေ့ပြီလားလို့မေးပါတယ်။အချမ်းသာဆုံးတထေးရဲ့သမီးကိုရှာတွေ့ပြီလား။ဟုတ်ကဲ့ရှာတွေ့ပါပြီ။ဒါနဲ့ကျောင်းအုပ်ကြီးကသူမကိုမနက်ဖြန်မှာတရုတ်ပြတင်ကြားမှု public class တစ်ခုပြင်ဆင်ခိုင်းပြီးဥက္ကဋ္ဌကြီးကိုဖိတ်ကြားဖို့ပြောပါတယ်။ကျောင်းအုပ်ကြီးကဥက္ကဋ္ဌကြီးကိုကျောင်းမှာရင်းနှီးမြှုပ်နှံစေချင်တဲ့အတွက်သူမစီမှာရင်းနှီးမြှုပ်နှံလာအောင်လုပ်ပါမယ်လို့ချက်ချင်းပဲပြောလိုက်ပါတယ်။ညဘက်ကျောင်းဆင်းလို့မင်းကလေးအိမ်ပြန်ရောက်တော့အဘွားကမြင်းမလေးအခန်းထဲဝင်သွားတဲ့ပုံစံမမှန်တာကိုတတိထားမိသွားတယ်။ဒါကမြင်းမလေးကျောင်းမှာအနိုင်ကျင့်ခံရတာများလားလို့အဘွားကိုတန်တရားဝင်စေတယ်။တချိန်တည်းမှာပဲဥက္ကဋ္ဌကြီးကသူ့သမီးအတွက်အစင်မင်းဝတ်စုံတစ်ခုကိုရွေးချယ်နေပါတယ်။အဲ့ဒီအချိန်မှာကျောင်းအုပ်ကြီးကဖုန်းဆက်ပြီးမနက်ဖြန်တရုတ်ပြ class ကိုတက်ရောက်ဖို့ဖိတ်ကြားပါတယ်။ဥက္ကဋ္ဌကြီးကလည်းသူ့သမီးရဲ့ကျောင်းကိုတွားကြည့်ဖို့အခွင့်ကောင်းပဲဆိုပြီးသဘောတူလိုက်တယ်။ဒါကကျောင်းအုပ်ကြီးကိုအယမ်းဖြိုရွှင်လေးပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအဘွားကရုတ်တရက်ဝင်လာပြီးမြင်းမလေးကျောင်းမှာမတရားခံရတာကြောင့်ကျောင်းကိုလက်ဆောင်တွေမပေးချင်တာကြောင့်မြင်းမလေးအနိုင်ကျင့်ခံနေတာပါလို့ညှိသွားပါတော့တယ်။ဒီစကားကိုမိန်းကလေးကကြားသွားပြီးဆီယာမကိုလက်ဆောင်ပေးရင်ဆီယာမကသူမကိုပြန်ချစ်လာလိမ့်မယ်လို့ထင်သွားတယ်။ဒါနဲ့မိန်းကလေးကအခန်းထဲပြန်သွားပြီးသူမအကြိုက်ဆုံးဝဲဝုန်းရုပ်လေးကိုရွေးလိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒါကိုသူမနဲ့အတူတူလှုပ်ထားတာကြောင့်ပါ။မိန်းကလေးရဲ့စိတ်ထဲမှာဒီဝဲဝုန်းရုပ်လေးကအတန်ဖိုးဆုံးအရာပါ။ဒါကသမီးအကြိုက်ဆုံးဝဲဝုန်းရုပ်လေးပါ။ဒီလက်ဆောင်ကိုရရင်သူအယမ်းပျော်မှာပါ။အဲ့ဒီခါကျရင်သူသမီးကိုချစ်လာလိမ့်မယ်။